လေးနဲ့ဆိုတာခိုင်ဖို့ဖြစ်ပါတယ်ကျွန်တော်တို့အတွက်ပဲခိုင်ရမှာဖြစ်တယ်သူကခိုင်ပဲလို့တော့ဟုတ်ဘူးဒုတိယချက်ကတော့ကျွန်တော်ဗာသင်္ကန်းစာရေးချက်ရှိတယ်ဆိုတော့ safety လုံခြုံခြင်းဒီညမှာပေါ်ပြလာတယ်ငါပြုဝင်သောသူသည်ဒေးတိကင်းလို့လေချွတ်ဝင်၍ချက်စားရလို့ပြရတယ်ဒီဒုတိယချက်ကတော့ဒီပြကျွန်တော်บอกပြ safety ကျွန်တော်ရဲ့လုံခြုံခြင်းကျွန်တော်ရဲ့အမိပြုခြင်းအားလုံးဟာအမြင်များပေါ်မှာမူတည်တယ်ဆိုတာကိုကျွန်တော်သင်ခန်းစာရေးရရှိတယ်ဒီနေ့ကျွန်တော်ယုံကြည်သူတွေကျွန်တော်ရဲ့အသက်ရှင်ခြင်းမှာကျွန်တော်ရဲ့ရှင်သာသွားလာခြင်းပေါ်မှာတကယ်များပေါ်မှာအမိပြုနေတယ်ဆိုတော့ကျွန်တော်ဘယ်တော့မှမမေ့ရအားလုံးတဲ့ရာတရားပေါ်မှာအားထုတ်နေရတယ်တရားအပြင်မှာလုပ်နေတယ်တရားပြည့်တဲ့ပွားနဲ့ငါကြော်ပြတ်နေတယ်တရားရဲ့ချင်းဆိုကမအောင်မြင်နေတယ်တရားရဲ့ပုံအားကြောင့်မှရှေ့ကိုသွားနိုင်တယ်ဒါကိုကျွန်တော်တို့မေ့ရမတကယ်များတာပါပေါ်ပြတယ်ငါပြုဝင်ထွက်တဲ့သူဟာငါပြုဝင်ထွက်တဲ့သူဟာဘေးအင်းလို့လေ message